ကျွန်တော်တို့မြန်မာတွေကမြန်မာပြည်တွေကမချစ်ကြပါဘူးဗျာကိုဂျိုစီဘွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလေးတွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဘူးတိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမှာကတော့မနှက်ပြန်ဗိုလ်ချုပ်မှုကြီးတရုတ်ပြည်သွားပြီလို့ပဲပြောပါမယ်ဗိုလ်ချုပ်မှုကြီးမနှက်တရုတ်ပြည်သွားမယ်မနှက်ပြန်မှာကလည်းဒီရန်ကုန်မှာကလူငယ်ကြီးရနဲ့ပတ်သက်တဲ့ဖိုရမ်အကြီးတစ်ခုလုပ်ဖို့ရှိတယ်တကယ်ကိုဒါနိုင်ငံတော်ဆင့်ဖိုရမ်ကြီးလုပ်ဖို့ရှိတယ်ပုံမှန်ဆိုရင်တော့ဗိုလ်ချုပ်မှုကြီးကအဲ့ဒီဖိုရမ်တက်ပြီးမိန်ကုန်းပြောပြီးမှတရုတ်ပြည်ကိုသွားမလို့ကျွန်တော်ကြားတာဒါပေမဲ့ဗိုလ်ချုပ်ကြီးတရုတ်ပြည်ကိုသွားဖို့ဟိုဟာမင်းကုန်းတက်ပြောအချိန်မမီဘူးလို့ယူဆရတယ်အစတော့သူ့ကိုမျှော်မှန်းပြီးတော့ပဲဒီဘက်ကလည်းပြင်ဆင်တယ်လို့ကြားပါတယ်သူလည်းလူငယ်တွေနဲ့လူငယ်တွေကိုသူ့ရဲ့ဟိုယုံကြည်ချက်မျှော်လင့်ချက်အနာဂတ်သူ့ရဲ့လူငယ်တွေအနာဂတ်တွေလည်းသူဟို message တစ်ခုပေးခြင်းပဲပုံပေါ်တယ်ဒါပေမဲ့သူမပေးလိုက်ရဘူးအဲ့ဒါနဲ့သူမရက်ဖန်တော့သူတရုတ်ပြည်ကိုသွားမယ်ပေါ့သွားပြီးတော့ဒါသူပုံမှန်တက်မယ်အစည်းအဝေးသွားတက်မယ်ပေါ့ဗျာနော်သူတက်မယ်အစည်းအဝေးပေါ့ဒါမဲ့ဟို NUG တို့အုပ်စုကတော့အထုပ်လေးတောင်ဆွဲခွင့်မရှိပါဘူးဗျာအဲ့ဒါလေးတော့တွေ့ရတယ်ထားပါတော့နော်ဆိုတော့ဒါလေးလည်းကျွန်တော်တို့ဒီလုံးဦးဖျားသတင်းတူလေးနဲ့စပြောတာပါမနှက်ပြန်ပုံစံကြီးတရုတ်ပြီးသွားမယ်မနှက်ပြန်ရန်ကုန်မှာလူငယ်ကြီးရဖိုရမ်ကြီးတစ်ခုရှိတယ်ဘာပြောအဲ့ဖိုရမ်ကြီးမှာလည်းတော်တော်လေးအတန်ပေါင်းစုံထွက်လာလိမ့်မယ်လူငယ်တွေရဲ့ကြွေးကြော်တန်တွေလူငယ်တွေရဲ့ယူဆချက်တွေထင်မြင်ချက်တွေသုံးသပ်ချက်တွေလူငယ်တွေရဲ့မျှော်လင့်ချက်တွေဒါတွေနဲ့ပတ်သက်တဲ့အတန်တွေလည်းထွက်လာလိမ့်မယ်ဒါတော့စောင့်တော့ကြည့်ကြတော့ဗာတွေထွက်လာမလဲဘယ်နည်းဘယ်လိုတွေဆွေးနွေးပြီးတော့ဗာတွေထွက်လာမလဲမသိဘူးပေါ့နော်လူငယ်အတန်တော့ထွက်လာလိမ့်မယ်လို့မှန်းနေတယ်ပေါ့နော်ဒါလူငယ်ရဲ့ကိစ္စကျွန်တော်မနေ့ကတော့ရုပ်တံပြောနေတဲ့အချိန်မှာမမီလိုက်တဲ့သတင်းတစ်ခုရှိတယ်တိတ်ကိုဟောပြသွားတဲ့သတင်းပေါ့နော်မမီလိုက်ဘူးကျွန်တော်တို့သတင်းသမားတယောက်တော့ဒါနာရကွာလို့ပြောတယ်ဘာလို့ဆိုတော့ KNU ကိုအကြမ်းဖက်အဖြစ်နဲ့ကြီးညာလိုက်တဲ့ကိစ္စပါနိုင်ငံတော်ကနေကြီးညာလိုက်တာဆိုတော့ကျွန်တော်တို့လည်းဒီကြီးညာချက်ကိုကြည့်ပြီးတော့ဟိုကြီးညာပြီလားဟာပေါ့ဒီလိုတွေးလိုက်မိတယ်ကြီးညာဗလားဟာပေါ့ဆိုတော့ KNU ကို NASA ကကြီးညာsorry NASA မတည်တဲ့အစိုးရကကြီးညာတဲ့အကြမ်းဖက်ကြီးညာတဲ့ကိစ္စနဲ့ပတ်သက်လို့စာဆောင်စပြီးထုတ်စာနှစ်ဆောင်ထုတ်တယ်ပေါ့ပထမတစ်ဆောင်ကဘယ်ရထုတ်လဲဆိုတော့ဒီပြည်ထောင်စုဝန်ကြီးဌာနထုတ်တယ်ဒုတိယတစ်ဆောင်ကအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ထုတ်တယ်အဲ့တော့တစ်ဆောင်ကဘာလဲဆိုတော့ဒီ KNU နဲ့အဖွဲ့ဝင်တွေအဲ့အဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေနဲ့အဲ့အဖွဲ့အစည်းနဲ့ဆက်နွယ်တဲ့ပုံကိုယ်တွေရည်ရွယ်ချက်နဲ့လုပ်ရတဲ့ဟာတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေးကိုရော၎င်းနိုင်ငံတော်တည်ငြိမ်ရေးကို၎င်းအများပြည်သူတို့ရဲ့အေဂျင့်တာရေးကို၎င်းအနှောက်အယှက်ဖြစ်စေတယ်လို့ယုံကြည်ယူဆတယ်ဒါကြောင့်မလို့တဲ့နော်တဲ့ဟိုကတော့နိုင်ငံတော်သမ္မတသည်ဆိုတာကတော့ကာလုံကိုစားထုတ်တဲ့ဟာပြောတာပါနိုင်ငံတော်သည်တဲ့မတရားအသင်းများအဥပဒေပုံမှန်16အရအထက်ဖော်ပြပါအဖွဲ့ရင်းအဖွဲ့ကဖွဲ့စည်းတဲ့အဖွဲ့အစည်းများကိုမတရားအသင်းများအဥပဒေပုံမှန်15ပုဂ္ဂိုလ်ခွဲပါ2ဖော်ပြချက်များနဲ့မတရားအသင်းဖြစ်ကြီးညာပါသည်ဆိုပြီးတော့ကြီးညာတယ်နော်မတရားအသင်းဖြစ်ကြီးညာတယ်နောက်တစ်ခုအကြမ်းဖက်အုပ်စုဖြစ်နေထပ်ပြီးတခါအကြမ်းဖက်တပ်ဖွဲ့ထပ်ကြီးညာတယ်အကြမ်းဖက်တပ်ဖွဲ့ဘိုးဖွဲ့အားတဲ့အကြမ်းဖက်တပ်ဖွဲ့ဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခါခွဲပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးပြီးတော့ပြောင်းစုအဖွဲ့ရဲ့သဘောထားတူညီချက်ဖြင့်အမိန့်ကျွန်းတာထုတ်ပြန်ပါတယ်ဆိုပြောတယ်အဲ့တော့ KNU ကခုနလိုပဲဒီအကြမ်းဖက်မှုတွေလုပ်တယ်မျိုးစုံပြည်သူလူထုအသက်ဝိစီချိုးချင်းချောက်တယ်ပြည်သူလူထုရဲ့ဟိုအခြေခံပိုင်းပစ္စည်းတွေဖြည့်ဆည်းတယ်နိုင်ငံပစ္စည်းတွေဖြည့်ဆည်းတယ်ပေါ့အကုန်ပါတော့ဗောနော်အကုန်ပါအဲ့ဒါကြောင့်မလို့လန်ဒရာတွေဖြည့်ဆည်းတယ်ပေါ့ဗျာအဲ့ဒါအကုန်ပါတဲ့အတွက်လူနေထူထပ်တဲ့မြို့ရွာတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခတ်တဲ့ drone တွေချတယ်ဒါတွေလုပ်တယ်အပြစ်မဲ့ပြည်သူတွေတပ်ဖြတ်တယ်အတင်းအဓမ္မလူသစ်စုဆောင်းတယ်နိုင်ငံမှာအဆောက်အုံရည်ရဲတဲ့ပစ္စည်းတွေဖြည့်ဆည်းတယ်ဒါတွေအကြမ်းဖက်လုပ်ရတဲ့ဖြစ်တဲ့အတွက်နိုင်ငံတော်အခြေပြုပြီးအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အတွက်ဒီအကြမ်းဖက်မှုတွေကျူးလွန်တဲ့ KNU ကိုတဲ့ KNU မျိုးသားအစည်းအရုံး KNU ကိုအကြမ်းဖက်အုပ်စုဖြစ်နေကြီးညာတယ်ဆိုပြီးတော့ဒါအကြမ်းဖက်တပ်ပြည်အဖွဲ့ဥက္ကဋ္ဌအနေနဲ့ကြီးညာတယ်ဆိုတော့စာနှစ်ဆောင်တစ်ပိုင်းထွက်လာတာပေါ့နော်စာနှစ်ဆောင်တစ်ပိုင်းထွက်လာတော့ဒီတိုင်းထွက်လာကျွန်တော်ကြည့်ပြီးတော့ဟာစစ်တပ်ကဒီအစိုးရတော့ချပြီကွာအစိုးရတော့အကြမ်းဖက်လို့ကြီးညာလိုက်ပြီကွာလို့ကျွန်တော်တို့တမ်းမြင်တယ်ပေါ့နော်ဆိုတော့အစိုးရအကြမ်းဖက်လို့ကြီးညာပြီဆိုတော့ဒီဖွဲ့စည်းကိုအကျိုးအကြမ်းဖက်လို့ကြီးညာတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့မှာမိကုန်းထုတ်စရာတွေတော့အများကြီးဖြစ်လာတယ်ပြောရင်တော့ KNU ကအခုမှလောက်တာမဟုတ်ဘူးရခိုင်တွေကလည်းလုံနေတာပြောရင်တော့2021ခင်းချင်းစပြီဆိုတဲ့ KNU ကတစ်ချိန်လုံးသူဒီနိုင်ငံတော်ပုံကန်တိုက်ခိုက်လာတယ်နိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလာတယ်ဒုက္ခတွေကြီးကျယ်ပေးလာတယ်ပြီး NCA စာချုပ်ကိုပြက်ပြယ်ပြီးလို့ကြီးညာတယ်တီစဲအာဏာပိုင်ဆိုအဖွဲ့ကိုအကြမ်းဖက်အဖွဲ့တွေပါလို့ပြောတယ်စသဖြင့်ပုံစံမျိုးစုံလှုပ်လာတယ်ဒါတွေလှုပ်တဲ့အထိဒါသူတို့အသိခံခဲ့တယ်နောက်စာသိကျောင်းတွေ line တရားတွေဖောက်ခွဲဖျက်ဆီးတယ်လူတွေတတ်တယ်ရသပြည်လူတတ်တယ်နောက်တစ်ခါဒီတက်မတော်စခန်းတွေသိမ့်ပိုက်တယ်တိုက်ခိုက်တယ်ဖျက်ဆီးတယ်နိုင်ငံပိုင်အဆောက်အဦတွေဖျက်ဆီးတယ်မျိုးစုံပေါ့အကုန်လုံးရှောက်လို့တော့ဒီအကြမ်းဖက်မှုတွေလွတ်တဲ့ခါကျတော့မကြေညာဘူးအကြမ်းဖက်ဖြစ်နေအစိုးရမကြေညာဘူးမကြေညာဘဲနဲ့တော့ဘာလို့ဆိုငြိမ်းချမ်းရေးလုပ်ဖို့ဖိတ်ခေါ်တယ်ချိန်ဖိတ်ခေါ်တယ်ငြိမ်းချမ်းရေးလာပါ NCA လာပါငြိမ်းချမ်းရေးလုပ်ပါဘာလို့ဆို KNU က NCA စာချုပ်ချုပ်ထားတဲ့အဖွဲ့တွေကတစ်ဖွဲ့ပဲဆိုတော့ NCA စာချုပ်ချုပ်ဆိုထားခဲ့ပြီးသားလက်မှတ်ထိုးပြီးသားအဖွဲ့တွေကတစ်ဖွဲ့ဖြစ်တဲ့အတွက်တိခံပြီးတော့အချိန်တိခံပြီးတော့ခေါ်ယူတယ်ညှိနှိုင်းတယ်ပြီးတော့ဒီကြည့်ရတာဒီစောမှုတုစေဖို့တို့နော်ဘာလို့အဖွဲ့တွေကိုလည်းကြည့်ရတာတော့နည်းနည်းဆော့ရွှေမောင်တို့ဆော့ရွှေမောင်တို့သူတို့အုပ်စုတွေကိုလည်းအစိုးရတော်တော်လေးဖိတ်ခေါ်ပြီးတော့နေပြီးတော့မှအခမ်းအနားပွဲအကြီးတောင်ကြကြနာဖိတ်ခေါ်ပြီးတက်ခိုင်းခဲ့တာပဲဒီလောက်ထိပြောရင်တော့အစိုးရဟိုပျော့ပြောင်းတဲ့မူဝါဒကိုကျင့်သုံးပေးခဲ့တယ်အခုကြာမှကျင့်ကြလိုက်တယ်ဆိုတော့နောက်ကြတယ်လို့တော့တချို့တွေကပြောကြတယ်ပြောရင်တော့ဒီကျင့်ရထွက်လာတဲ့အချိန်မှာမနေ့ည comment တွေပေါ်လို့ရတဲ့လူတွေကြားထဲမှာပြောကြတယ်ဟိုပြောကြတဲ့အခါမှာပြည်တွင်းမှာနေတဲ့ပြ
ပြည်သူတွေကအကြမ်းဖက်မှုဘယ်လိုလဲပြည်သူတွေကဘာပြောလဲဆိုတော့ကြေညာတော့ကြေညာတာပေါ့တဲ့ကြေညာတာပဲရှိပြီးတော့ဘာမှအဖတ်မထင်ဘူးကြေညာပြီးတော့ပွင့်လည်းပြောရင်ဗျာကြေညာလဲပြီးရောဘာမှလည်းမပြီးသွားစာလေးတစ်စောင်ထုတ်ပြီးသွားဆိုရင်တော့ဘာထူးမှလဲဆိုတော့ပြောတယ်ပြောချင်တာတော့အစိုးရရဲ့ကြေညာချက်ကိုမင်းတို့ကကွာကြေညာနေတာပါကြေညာပြီးရင်ရောဘာမှလုပ်တာမဟုတ်ဘဲနဲ့ကွာလို့ပုံစံမျိုးတွေနဲ့လူတချို့ပြည်သူတွေကတုံ့ပြန်လာတာတွေ့ရတယ်ပြောရရင်တော့အကြမ်းဖက်လို့ကြေညာပြီးရင်အကြမ်းဖက်လို့ခြေမုံတာကိုလိုချင်ကြတဲ့သဘောတော့တွေ့ရတယ်ပြည်သူလူထုရဲ့ဆန္ဒလိုချင်ကြတဲ့သဘောတွေ့ရတယ်ဆိုတော့ပြည်သူလူထုကအကြမ်းဖက်လို့ခြေမုံစေခြင်းတဲ့အခါမှာအစိုးရအနေနဲ့ခြေမုံမှလာဆိုတော့မိကုန်းကတော့ကျွန်တော်တို့လည်းမသိဘူးဒါတီစဲအာဏာပိုင်ဆိုအဖွဲ့စဉ်းစားမယ်ကိစ္စလောက်ရမယ်ကိစ္စဖြစ်လာတယ်ဆိုတော့တစ်ချိန်တည်းမှာပဲဒီတစ်ဖက်ကအုပ်စုကတော့ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်တော့ဒါပြန်ပြီးအကြီးကျယ်ပြန်ပြီးတော့တုံ့ပြန်တာလည်းရှိပါတယ်တုံ့ပြန်တာရှိပါတယ်ဆိုတော့ဒီစဲဆိုကဘာကြောင့်ဒီလိုကြီးညာလဲမင်းလာမယ့်အော်တိုဘာလမှာလည်း NCA 10နှစ်ပြည့်အခမ်းအနားကိုအထူးအခမ်းအနားဖြစ်နေကျင်းပဖို့ပြင်နေတယ်တကယ့်ကို special အကောင်းစားတကယ့်ကိုဗျာဟိုဒီ10နှစ်တုန်းမှာအကောင်းဆုံးပွဲကြီးတစ်ခုဖြစ်နေကျင်းပဖို့ပြင်နေတယ်အဲ့အတွက်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုဖိတ်ခေါ်နေတယ်ဒီ KNU ကိုလည်းအကြမ်းဖက်လို့ကြီးညာထားတယ်ဒါပေမဲ့ကြီးညာလိုက်တယ်ပေါ့ခုမှအဲ့တော့အော်တိုဘာလမတိုင်မီတစ်လကျော်လုံမှာပဲအော်တိုဘာ15မတိုင်မီတစ်လအကျော်လုံမှာပဲဒီလိုမျိုးကြီးညာလိုက်တယ်ဆိုတော့အတွက် NCA မှာဒီကောင်တွေတက်ခွင့်ရှိပါတော့မလားဆိုတော့မိကုံပြဿနာရှိတယ်ဆိုတော့သူတို့ကြီးညာလိုက်တဲ့အတွက်ဒီလိုအဖွဲ့အကြမ်းဖက်အဖွဲ့မတရားအသင်းဖြစ်ကြီးညာလိုက်ကြတဲ့ကအခုအော်နေတဲ့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းတို့စောကွယ်ထူးဝင်းတို့တော့စောတော်နီ KNU ပြောရေးဆိုရေးဆိုစောတော်နီတို့နောက်တစ်ခါဒီဟို KNU ရဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်စောဂျော်နီတို့နောက်ဟိုဘောကျော်ဟဲတို့အုပ်စုတွေအကုန်လုံးအဲ့ဒီ KNU တစ်ဖွဲ့လုံးဟာအကြမ်းဖက်သမားတွေဖြစ်ကုန်တယ်ဆိုတော့သူတို့အဖွဲ့အစည်းတစ်ခုလုံးအကြမ်းဖက်အဖွဲ့အစည်းပါလို့ကြီးညာပြီးရင်ဆိုရင်အဲ့မှာပါတဲ့လူအကုန်လုံးအကြမ်းဖက်သမားတွေဖြစ်ကုန်တယ်ပြောရရင်တော့ဒီကောင်တွေအကြမ်းဖက်သမားတွေဖြစ်သွားပြီစောတော်နီအကြမ်းဖက်သမားဖြစ်သွားပြီကွယ်ထူးဝင်းလည်းအကြမ်းဖက်သမားဖြစ်သွားပြီနော်ဘောကျော်ဟဲလည်းအကြမ်းဖက်သမားဖြစ်သွားပြီဒါအကြမ်းဖက်သမားတွေဖြစ်ကုန်ပြီသူတို့အကုန်လုံးအကြမ်းဖက်သမားတွေဖြစ်ကုန်ပြီအကြမ်းဖက်တွေဖြစ်ကုန်ပြီ KNU ဒီအကြမ်းဖက်ဖြစ်သွားသလို KNU ရဲ့ခေါင်းကိုင်အဖွဲ့အစည်းတွေတဲ့ခေါင်းဆောင်တွေပုံကိုယ်တွေနော်စောတော်နီတို့ကွယ်ထူးဝင်းတို့ဘောကျော်ဟဲတို့အုပ်စုတွေအကုန်လုံးအကြမ်းဖက်တွေဖြစ်ကုန်ပြီဒါအကြမ်းဖက်တွေဖြစ်ကုန်ပြီဆိုတော့သူတို့ကိုသူတို့ဘယ်လိုမြင်မလဲမသိဘူးကျွန်တော်တို့အားကြည့်ပြီးတော့ကြောက်စရာကြီးတွေးတယ်လန့်နေဒါလန့်စရာကြီးဆိုတော့မြင်လာတာအဲ့တော့စောတော်နီကတော့တုံ့ပြန်ပါတယ်စောတော်နီကချက်ချင်းညာချင်းမဲ့သူမစ္စည်းမတို့ဘာတို့ကမေးတော့သူတုံ့ပြန်တယ်နော်ဆိုတော့ပြောရင်တော့ BBC မှာတုံ့ပြန်ထားတာကြတော့အာနာသိပ်ပြီးနေသုံးနေကြာမှာတဲ့ကျွန်တော်တို့အကြမ်းဖက်သမားလို့ဆိုရလောက်အောင်တဲ့တခိုးကလူပြန်ဟစ်တာဆိုပြီးတော့သူကနော်ပြောပြီးတော့စစ်တပ်ကိုယ်တိုင်ကအကြမ်းဖက်တဲ့အာနာသိပ်ထားတာပါဆိုပြီးတော့တုံ့ပြန်တယ်နော်တခါဟိုမစ္စည်းမတို့ဘာတို့ကသူတုံ့ပြန်ထားတာကြတော့တခိုးကလူဟစ်တယ်ပေါ့ဗျာသူပြောရတဲ့စကားပေါ့မိုးလုံးပြေဝူတာဝါဒရှောက်ပြောပြီးတော့သူတို့ကိုယ်တိုင်လုံနေတာတွေရှောက်ပြောနေတယ်တခိုးကလူပြန်ဟစ်နေတယ်ပေါ့ဆိုတော့စသဖြင့်ပေါ့ပြောတယ်တခိုးလူဟစ်တယ်ပေါ့ဗျာစစ်တပ်ကတခိုးကလူပြန်ဟစ်ပြီးပြောတယ်ဆိုပြီးပြောတယ်စသဖြင့်ပေါ့ဗျာသူကစောတော်နေတို့ဘာတော့ဒါကိုပြောရင်တော့ဒီသူတို့အကြမ်းဖက်လို့ကြီးညာတဲ့ပတ်သက် game site ပါဘူးဒါ game site မှာမလို့အကြမ်းဖက်သမားတွေဒီကောင်တွေအကြမ်းဖက်သမားတွေငါတို့အကြမ်းဖက်မဟုတ်ဘူးဒါမျိုးစသဖြင့်ပြောတာပေါ့နောက်ဆုံးသူပြောတဲ့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်လည်းတော်တော်လေးပြုံးမိတယ်ဘာလို့လဲသူပြောနေတဲ့စကားကိုသူအဓိပ္ပာယ်သူကိုယ်တိုင်နားလည်လာတော့မသိဘူးပေါ့နော်ဟိုကတစ်ဖက်ကကောင်တာပြန်ထောက်ရင်သူခံအောင်ပါသူပြောတဲ့ဟာကဘာပြောလဲဆိုတော့အကြမ်းဖက်လို့သူ့ကိုပြောတဲ့အချိန်မှာစောတော်နီက ICC တို့ ICJ တို့မှာတဲ့ဘယ်သူကအကြမ်းဖက်ဖြစ်နေအတွင်းခံထားရလဲပေါ့ဗျာဒါမျိုးသူပြောချင်တာပါဆိုမိုးလုံးမြေမူတာဝါဒစကားရင်းနဲ့ရုံရမ်းကြမ်းတဲ့တခိုးကနေလူကိုပြန်ဟစ်တဲ့နော်စကားမအဆင့်တည်းမပိုးလို့ကျွန်တော်တို့ကဘာမှဝိဆိုင်မလို့ဘူးတဲ့အကြမ်းဖက်သမားအမှန်ကန်တဲ့နိုင်ငံတကာအဆင့်ကမ္ဘာအဆင့်ရာဇဝတ်ကောင်တွေကဘယ်သူတွေလဲဆိုတာရဲ့တဲ့မတရားအသင်းဆိုတာတွေကဘယ်သူတွေလဲဖြစ်နေလဲဆိုတာရဲ့ ICC ICJ နဲ့ Argentina အစရှိတဲ့နိုင်ငံတကာခုံးတွေကစွဲချက်တင်ထားတာကိုကြည့်ရင် true တွေတတိပြကြတာမလို့ဘူးတဲ့ပြောချင်တာအဲ့လိုမျိုးတွေပြောတယ်ဆိုတော့အဲ့လိုပြောနေတဲ့စောတော်နီကဘယ်ကနေပြောနေတယ်ထင်လဲမဲဆောက်မြို့ရဲ့တနေရာကနေပြောနေတာမဲဆောက်မြို့တနေရာကနေပြောနေတာစောတော်နီကလည်းမြန်မာပြည်ထဲမှာမနေနိုင်ဘူးမဲဆောက်မြို့တနေရာကနေသူပြောနေရတယ်ဘဝရောက်တယ်စောတော်နီကโอเคအဲ့တော့ तू ကပြောတော့စစ်တပ်ခေါင်းဆောင်နေတဲ့စစ်တပ်က तू ကအကြမ်းဖက်လို့ပြောနေပဲသူပြောတဲ့အဲ့ဒီပြောတဲ့အဖွဲ့အစည်းကနိုင်ငံတကာကိုလက်ပတ်သွားနေတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာစစ်တပ်ကတပ်မတော်ရှိရစစ်သားတွေကဟိုမလေးရှားမှာသွားပြီးတော့စေးလေးချင်တာမှာသွားပူးပေါင်းပါဝင်ပြီးဗိုလ်ချုပ်မှုကြီးမအောင်လဲမနှက်ဖြန်နိုင်ငံခြားတရုတ်ပြည်သွားအောင်မယ်နိုင်ငံတကာခေါင်းဆောင်တွေတွေ့ကြအောင်မယ်နိုင်ငံပေါင်းများစွာရဲ့ခေါင်းဆောင်တွေတွေ့ကြအောင်မယ်အဲ့တော့စောတော်နီကိုယ်တိုင်ဘယ်ခေါင်းဆောင်တွေတွေ့ဘူးတော့သူ့ကိုယ်သူမသိတာနော်လူဟာကိုယ့်ဘဝကိုကိုမသိဘူးချီးတွင်းတဲ့ကလောက်ဆိုတော့ကိုယ့်ကိုမသိတာကိုယ့်အဆင့်ကချီးတွင်းတဲ့လောက်ဖြစ်နေတာကိုယ့်ကိုမသိဘူးတိတကယ်နိုင်ငံတကာပွဲတွေအကြောင်းတွေပြောမယ်ဆိုရင်ဒီကောင်တွေကခြံဆောင်ဆင့်အောင်မရပါဘူးလို့ကျွန်တော်ပြောခဲ့ပါတကားပေါက်တောင်စောင့်ခွင့်မရှိတဲ့ကောင်တွေပါလို့ကျွန်တော်ပြောပြီးအဲ့တော့စောတော်နီတို့အုပ်စုကကိုယ့်အဆင့်တောင်ကိုမသိဘဲနဲ့သူကစစ်တပ်ကသူကတီစဲအာဏာပိုင်ဖွဲ့တွေကိုအကြမ်းဖက်မင်းတို့ကအကြမ်းဖက်တွေပါငါတို့အကြမ်းဖက်မင်းတို့အကြမ်းဖက်တွေပါဆိုဘသူအကြမ်းဖက်လဲသိချင်နိုင်ငံတကာထွက်ကြည့်လိုက်လေနိုင်ငံတကာကိုတရားဝင် passport ကိုင်ပြီးထွက်သွားကြည့်လိုက်လေနိုင်ငံတကာကိုတရားဝင်နိုင်ငံတော်အဆင့်ဟိုပွဲတွေတက်ကြည့်လိုက်လေတွတ်တက်ကြည့်လိုက်လေစောတော်နီတို့အဆင့်တက်ရလို့စောတော်နီတို့အဆင့်အဲ့အဆင့်တန်းမျိုးမပြောနဲ့ခင်ဗျာတကယ်ကိုကျွန်တော်တို့အစင်တန်းတော့မမိဘူးကျွန်တော်တို့ကနိုင်ငံခြားသွားတယ်သွားလို့ရွေးချယ်သွားတယ်နိုင်ငံသွားအစ်စေးပဲဒါပေမဲ့စောတော်တွေအဲ့လိုသွားလို့မရဘူးအခုသူ့ကို terrorist လို့ကြေညာလိုက်တဲ့အတွက်သူတို့တစ်ဖွဲ့လုံးကနိုင်ငံခြားထွက်မယ်ဆိုရင်တချို့နိုင်ငံတွေမှာသူတို့ passport တွေကိုလုံးဝလာလိမ့်မယ်၊ကင်လိမ့်မယ်ဟိုက
တော့တခုတော့ရှိတယ်ထိုင်းနိုင်ငံသားခံယူထားရင်တော့ကျွန်တော်မသိဘူးနော်မြန်မာနိုင်ငံသားနိုင်ငံထွက်တဲ့ကထိုင်းနိုင်ငံသားကကြီးနဲ့ထွက်သွားရင်တော့ကျွန်တော်မသိဘူးအဲ့လိုပုံပဲနဲ့မြန်မာနိုင်ငံသားပုံစံနဲ့သွားမယ်ဆိုလို့ကတော့ဟိုသက်ဆိုင်ရာနိုင်ငံတွေကသူတို့ terrorist ပဲသတ်မှတ်ထားတာအခုအစိုးရရဲ့ terrorist ကိုကြီးညာလိုက်တဲ့ကိစ္စဟာနိုင်ငံတကာ Interpol တို့ဘာလို့ဖြစ်ရောက်သွားမှာသူတို့ကသူတို့မသိဘူးစာမတက်ပေမတက်ဆိုအဲ့ဒါကိုပြောတာစောတော်လေးတို့အုပ်စုတွေစာမတက်ပေမတက်တွေစာမဖတ်ပေမဖတ်စာမတက်ပေမတက်တွေအဲ့ဒါပဲဒါကြောင့်သူတို့ကိုယ့်အစင်တန်ကိုမသိဘဲနဲ့စွတ်ပြောနေတာပေါ့ကိုယ့်အစင်တန်ကိုသိဖို့လိုတာပေါ့နော်အဲ့တော့အခုလောလောဆယ်တော့သူတို့အဲ့လိုပြောတယ်ပြီးရင်မှဟိုစောတော်လေးရပဲမနေ့ကပြောနေတာမနေ့ကလည်းမီဒီယာတွေမပြောနေတော့အောင်စရစစ်ကြောင်းမျိုးဆိုလို့ရှိရင်သူတို့အောင်စရစစ်ကြောင်းဆိုလို့ရှိရင်4ရက်နဲ့ပြောင်းမယ်လို့ပြောတာတဲ့4လတော့မကြမကောက်ဘူးလေအခု4နှစ်တောင်မရောက်နိုင်တော့ပါဘူးဗျာသူတို့ပြောချင်တာဆိုဒီအောင်စရစစ်ကြောင်းက4ရက်တည်းမဟုတ်ဘူး4လနဲ့မဟုတ်ဘူး4နှစ်တောင်မရောက်ဘူးပေါ့မရောက်နိုင်ဘူးတဲ့သူအဲ့လိုပြောတယ်ပြောတော့ကျွန်တော်ကစဉ်းစားတော့လို့ဒီစောတော်နီတို့ကသူတို့မသိသေးတာအခုအစိုးရကအခုလိုကြေညာလိုက်တယ်အကြမ်းဖက်တို့တစ်ဖက်ကကြေညာတယ်ဒီကောင်တွေကိုအကြမ်းဖက်တွေပါလို့တရားဝင်ကြေညာတယ်ပြောပြီးရင်တစ်ဖက်မှာဘာတွေလုပ်နေလဲဆိုတော့ဒီကောင်တွေမသိသေးဘူးကျွန်တော်ပုံမှန်လင်းပြောရရင်နော်ပုံမှန်လင်းပြောရရင်ကရင်ပြည်နယ်တွေကိုစစ်ကြောင်းတွေချီနေပြီဒီလိုပဲပြောမယ်စစ်ကြောင်းတွေချီနေပြီကျွန်တော်နာမည်တွေမပြောစစ်ကြောင်းတွေချီနေပြီဘယ်ကချီမလဲဆိုတော့ဘလို့ချီပြီးဘလို့ရောက်သွားမလဲဆိုတော့ခဏမိတ်လိုက်တော့စစ်ကြောင်းတွေချီနေပြီနော်တချို့ကဟိုလိုပြောရင်တော့တန်ဆုံတီးဝိုင်းနဲ့ဟိုဆောင်းပေါက်တွေနဲ့သချင်းဖွင့်ပြတာရောနော်မြေပြင်ဝေးရေပြင်တွေကနေဆောင်းပေါက်တွေသချင်းတွေဖွင့်ပြတာရောတန်ဆုံတီးဝိုင်းတွေလာလိမ့်မယ်တဲ့ပြောတယ်နော်ပြောထားတယ်လာလိမ့်မယ်လို့ကျွန်တော်အကြမ်းမြင်သိထားတယ်နော်ကျွန်တော်အကြမ်းမြင်သိထားတယ်အဲ့တော့ပြောရရင်တော့တိတ်မကြခင်မှာအတန်ဆုံတီးဝိုင်းတွေတီးလိမ့်မယ်အဲ့ကြရင်တော့အဲ့အတန်ဆုံတီးဝိုင်းနဲ့ဘာသာထွက်လာမလဲကြည့်ကြတာပေါ့ဗျာညီးတန်တွားတန်တွေထွက်လာမလားကျွန်တော်စောင့်ကြည့်ရပါတော့ဟိုကစစ်ကြောင်းထိုးနေပြီစစ်ကြောင်းထိုးနေပြီပြောရရင်တော့တက်မတွေဘယ်နှခုတော့တက်သွားလဲဆိုတော့ကျွန်တော်မပြောချင်သေးဘူးလောဆယ်နော်အဲ့ပါဝါရဲ့တက်မတွေကဘာတွေပါဝါလဲဆိုတာအချမ်းမြင်တော့ကျွန်တော်မပြောချင်သေးဘူးနော်မပြောချင်ဘူးနော်အဲ့တော့တေးကြတယ်မကြခင်မှာတော့အဖြေထွက်လိမ့်မယ်နော်နောက်တစ်ခုကအခုဝေါ်လီတို့ဘာလို့တိုက်နေတဲ့ဟာမျိုးဥပမာပေးမယ်တာဘောတို့ဘာလို့ဝေါ်လီရဲ့ထွက်ပြေးသွားပြီမရှိတော့ပြေးပြီတာဘောဝေါ်လီမှာတိုက်နေတဲ့တာဘောမရှိတော့ပြေးပြီတဲ့ဘာလို့လဲဆိုတော့ဒီကောင်တွေရပောင်း60ကျော်လာပြီဝေါ်လီကိုတိုက်တာမရဘူးမရတဲ့အပြင်ကမှနောက်ဆုံးမရမှန်းသိတော့ဟိုဘက်ကတက်ကလာမယ်လည်းသိတော့ဒီကောင်ပြေးကြပြီတဲ့နော်ပြေးကြပြီတဲ့ဝေါ်လီကနေပြေးပြီတဲ့နော်ဆိုတော့ပြောရရင်တော့ခြေနေတော့ကြည့်ကောင်းပြီပေါ့ဗျာနော်ကြည့်ကောင်းပြီပေါ့ပြီးတော့အဲ့ဒီကရင်ပြည်နယ်ကဒီအာရှလမ်းမကြီးပြန်ပို့မှုအတွက်ကိုနော်အာရှလမ်းပြန်ပို့မှုအတွက်ကိုတကယ့်ကိုတက်ကထိတ်တန်းပုံကိုယ်တွေလာထိုင်ပြီးတော့ကင်နေပြီအဲ့လောက်ပဲကျွန်တော်ပြောလို့ရတယ်ကင်နေပြီတော့မကြခင်မှာတွေ့လိမ့်မယ်အဲ့ဒါသိကြတယ်အဲ့တော့စောင့်ကြည့်ရရင်တော့ကြည့်ရတာပေါ့ဗျာဘယ်လိုလာမလဲပေါ့ကျွန်တော်သိရတဲ့လောက်တော့သူတို့အားလုံးကရင်ဘက်ကသိထားတာတက်မှ9တခုပဲသူတို့သိထားလိမ့်မယ်ကျွန်တော်ကတော့စောင့်ကြည့်ပေါ့ဗျာအဲ့တော့မကြခင်မှာ PDF တွေလည်းထွက်ပြေးကြရင်လာမယ် KNU တွေအားပြောလာလိမ့်မယ်ချိန်တိုင်း KNU ကငြိမ်းချမ်းရေးစကားတွေပြောလာလိမ့်မယ်အတန်တောင်ထွက်လာမယ်ဒါမှမဟုတ်လေအပြတ်ရှင်းခံမလားအပြောက်ရှင်းခံမလားစောင့်ကြည့်ရတာပေါ့အချမ်းဖက်လို့ကြီးညာတာဒီတစ်ခေါက်ကြီးညာတာကတော့ကျွန်တော်သိရတဲ့လောက်တော့တကယ်တွေ့လိမ့်မယ်လို့ပြောတယ်နော်ဆိုတော့ဒါတစ်ချက်ပေါ့နောက်တစ်ခုက KNU ကိုအဲ့လိုကြီးညာပြီးတဲ့နောက်မှာတချို့ကသတင်းမှန်ပြကြရေးတွေမှာသွားမေးကြတယ် KNU တော့ကြီးညာတာဟုတ်ပါပြီတဲ့နော်တချို့ကသတင်းတောက်တွေကမေးတယ် KNU ကြီးညာတော့ဟုတ်ပါပြီတဲ့နော်အဲ့တော့ KIA ကိုရောတဲ့မေးတယ်နော် KIA ကိုရောဆိုတဲ့မေးခွန်းကြီးမေးလာတယ်ဆိုတော့မေးခွန်းမေးတဲ့သူကလည်းမေးပါတယ်တေချာလေးဟုတ်ပြီတဲ့ KNU ကိုဂျမ်ဖက်ဖွဲ့ဖြစ်ကြီးညာတာကိုတော့ကြိုးစိုးပါတယ်တဲ့မြန်မာပြည်အထက်ပိုင်းစကိုင်းနယ်ဒေသကြီးတွေမှာဖြစ်ပေါ်ခဲ့တဲ့တန်ဃာတော်တွေရက်ဆက်စွာတပ်ဖြတ်ခံရမှုတွေအပြစ်မဲ့ပြည်သူတွေတပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေဒါတွေအားလုံးရဲ့တရားခံက KIA ပါတဲ့အားကြောင့်မလို့ KIA ကိုရောတော့နီပိန်းဗရက်တွေကိုသင်တန်းပေးတာအကြမ်းဖက်သင်တန်းပေးတာလဲ KIA ပဲတဲ့နော်ခုချိန်အထိတက်ကိုတုံ့ပြန်တိုက်ခိုက်နေတာလဲ KIA ပဲအဲ့တော့ KIA ကိုရောအကြမ်းဖက်ဖြစ်ကြီးညာလို့ရှိမရှိဆိုမျိုးဟိုကမေးတော့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေတော့ပြန်ဖြေမှာပေါ့ဗျာဘယ်လိုဖြေမလဲတော့ကျွန်တော်မသိဘူးလောလောဆယ်တော့နော် KIA ကိုလည်းအကြမ်းဖက်ဖြစ်သတ်မှတ်ပြီးတောင်းဆိုတဲ့သူတွေရှိလာပြီဒီသဘောကိုတွေ့ရတယ်နော်ဒါတစ်ချက်အဲ့တော့တစ်ဖက်မှာကတောင်းဆိုတာတစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့အခုတက်ကနောင်ချိုနားတစ်ဝိုက်ကအခြေအနေတက်ကအအခြေအနေကောင်းနေပြီပြောရင်တော့ဂုတ်ထိတ်ဂုတ်တွင်းအဲ့ဒါကိုတက်ကပြန်ရသွားပြီအခုဒီနေ့29ရက်နေ့မှာတက်ရဲ့ထုတ်ပြန်ချက်ပေါ့မနေ့ရတဲ့တကယ်တော့ရနေတယ်ပြောရင်တော့ဒီနေ့မှာထုတ်ပြန်တယ်ပေါ့ဗျာပြောအဲ့လိုပြောရင်တော့ဟိုဒီကောင်းနေစိုးမိုးထားတဲ့ဂုတ်ထိတ်ဂုတ်တွင်းနှစ်ခုစလုံးပေါ့ဂုတ်တွင်းတရားနဲ့ဂုတ်ထိတ်မီးထားဂုတ်တွင်းဆိုတဲ့ကားလမ်းတရားနဲ့ဂုတ်ထိတ်ဆိုတဲ့မီးထားလမ်းနေအဲ့ဒီနေရာအကုန်လုံးတက်မတော်ကအခုဒီနေ့မနေ့ရဆိုရင်ပြန်သိမ့်ပိုက်ပြီလို့သိရတယ်နော်ပြောရင်တော့ဒီမှာထုတ်ပြန်ချက်အရဆိုရင်တော့နောင်ချိုဂုတ်တွင်းလမ်းကြောင်းနောင်ချိုဂုတ်ထိတ်မီးထားလမ်းကြောင်းအဲ့လမ်းကြောင်းစစ်ကြောင်းတစ်ကြောင်းခွဲပြီးတက်ကတိုက်တယ်တဲ့တိုက်တဲ့ခါမှာတောင်ချိုကြောင်မဲမြို့ကြားဂုတ်တွင်းနဲ့ဂုတ်ထိတ်မီးထားလမ်းနေနှစ်ခုလုံးကိုတဲ့အဲ့ရပေ300ကျော်နဲ့တဲ့ခါကျတော့တော်တော်လေးခက်လောက်ရတယ်သဘောအတားစီတွေကြော်လွှားပြီးတော့မှသူတို့တော်တော်လေးခက်နဲ့တိုက်ယူရပါတယ်ဆိုပြီးတက်ကထုတ်ပြန်တယ်တိုက်ယူရတယ်ဒါပေမဲ့ပြောရင်တော့ရပြီပေါ့ဗျာနော်
နော်ရပြီဆိုတော့မျိုးအတိအကျထုတ်ပြန်တယ်ပြောတော့ NASA ကထုတ်ပြန်ချက်တွေမှာပါလာပြီခု NASA ဒီသက်အစိုးရထုတ်ပြန်ချက်တွေမှာပါလာပြီဆိုတော့ပြောရင်တော့ဂုတ်ထိတ်ဂုတ်တွင်းကိုတက်ကပြန်ထိပ်ဖြုတ်သွားပြီဟိုအပေါ်မှာလည်းထိပ်ဖြုတ်တာအများကြီးရှိနေပြီဆိုတော့အခြေအနေကတော့ကြည့်ကြတာပေါ့နော်ဟိုတရားတွေကိုကတော့ချိုးခံထားတဲ့တရားနှစ်ခုလုံးမိထားလန်းနဲ့ချိုးခံရတယ်ဒီဘက်ကကားလန်းသွားတဲ့တရားလည်းချိုးခံရတယ်နှစ်ခုလုံးချိုးခံရတယ်ဒါတွေကကျွန်တော်အရင်ကြိုပြောခဲ့တဲ့ဟာတွေပါအခုတော့ချိုးခံရတဲ့တရားတွေလည်းကျိုးတာတော့ကျိုးသွားပြီလက်ရှိချိန်တော့ဂုတ်ထိတ်ဂုတ်တွင်းကိုတော့သိမ့်ပိုင်မိပြီဆိုတာမျိုးပြောချင်တာနော်အဲ့တော့ဩဂုတ်လ24ရက်နေ့မှာပဲအဲ့ဒီနေရာတွေအကုန်လုံးကိုပြောရင်တော့24ရက်နေ့မှာအဲ့ဒီအကုန်လုံးနေမြေရှင်းလေးလုပ်တယ်25 26 29စရိုက်ရှင်းလေးလုပ်ပြီး24မှာတရားကိုတော့ချိုးတယ်25 26ဘာလို့6တက်ကထိုးစစ်စင်နဲ့29ထိုးစစ်စင်28မနေ့ကတော့လုံးဝပြည့်ရတာရပြီဆိုတော့ဒီနေ့ဩဂုတ်လ29မှာတော့တိကျကျင်းကြနိုင်တယ်အဲ့တော့ဂုတ်ထိတ်ဂုတ်တွင်းလည်းတက်ကသိမ့်ပိတ်သွားပါပြီရပါပြီအေးစီထိမှာအဲ့တော့နောက်ကြောက်မဲရတော့မကြခင်မှာဒီလိုလေးဇွိကင်းနဲ့ဖမ်းလိုက်ရုံပါပဲเนาะအဲ့တော့စောင့်ကြည့်ကြတာပေါ့နော်ဒီကောင်ကြီးကြာရင်တော့ရေရှည်မှာတော့အဖြေထွက်လာပါလိမ့်မယ်เนาะဆိုတော့တစ်ဖက်မှာတက်ကဒီလိုတိုက်နေတဲ့အချိန်မှာเนาะတိုက်နေတဲ့အချိန်မှာဒီ PDF တွေကလည်းသတင်းတွေအကြီးကျယ်ထုတ်ပြန်တယ်ဘယ်လိုထုတ်ပြန်လဲဆိုတော့ဘယ်လိုသတင်းထုတ်ပြန်လဲဆိုတော့သူတို့တိုင်းကြီး10တိုင်းအစည်းအဝေးလုပ်ပါတယ်ပေါ့ကျွန်တော်လည်းကြည့်နေတာကျွန်တော်ကြည့်သတင်းကြည့်တာပေါ့နော်သတင်းစိတ်ဝင်စားကိုလည်းကြည့်ရတာပေါ့ဗျာတိုင်းကြီး10တိုင်းဆိုတော့ဟာဘာတွေလဲပေါ့တိုင်းကြီး10တိုင်းဆိုတော့တိုင်းကြီး10တိုင်းအစည်းအဝေးလုပ်တယ်တဲ့ဘာတွေလဲဆိုတော့1တဲ့စကိုင်းတိုင်းစစ်ဌာနတဲ့2တဲ့မန္တလေးတိုင်းစစ်ဌာန3မကွေးတိုင်းစစ်ဌာနတဲ့4တဲ့ရှမ်းတောင်ကရင်တိုင်းစစ်ဌာနတဲ့နေပြည်တော်တိုင်းစစ်ဌာနတဲ့ပဲခူးတိုင်းစစ်ဌာနတဲ့ရန်ကုန်တိုင်းစစ်ဌာနတဲ့အေရဝတီတိုင်းစစ်ဌာနတန်းတိုင်းတိုင်းစစ်ဌာနအထူးတိုင်းစစ်ဌာနဆိုပြီးတော့သူကတိုင်းစစ်ဌာန10ခုကတမှုကြီးအစည်းအဝေးကိုလုပ်ပါတယ်တဲ့ဘာလို့လဲစစ်တပ်ကိုအပြတ်အသတ်အနိုင်ယူနိုင်မှုအတွက်တဲ့နိုင်လဲမြန်စံနိုင်ကြပါဗျာမဟုတ်ရင်လဲကြာတော့တို့ဟာကြည့်ပြီးတော့ကျွန်တော်တို့လည်းရီရတာဦးတွေလည်းနားနေပြီကျွန်တော်တို့ဦးတွေလည်းထွေးနေအခုကျွန်တော်ဦးတွေဆိုရင်နာလုံးလို့ကျွန်တော်ခဏပြောတယ်မင်းရီစရာတွေမပြောပါနဲ့တော့ကွာဒီကောင်တွေပြောတဲ့စကားတွေမထည့်နဲ့ပြောဦးတွေတော့နာပါတယ်ဆိုမျိုးတကယ်ဦးတွေနားတယ်ရီရတာပေါက်တက်ကြတွေပြောအစည်းအဝေးလုပ်ပါတယ်လို့ပြောနော်ဩဂုတ်လ23ရက်25အတွင်းမှာအစည်းအဝေးလုပ်တယ်တဲ့ NUG ကခေါင်းဆောင်တွေနဲ့အဲတိုင်းစစ်ဌာနတိုင်းစစ်ဌာန10ခုကတပ်မှုကြီးတွေနဲ့အစည်းအဝေးလုပ်တယ်တဲ့ဆိုပြီးပြောတယ်နော်ဆိုတော့အဲ့လိုပြောပြီးတော့စစ်တပ်ကိုအပြတ်အသတ်တိုက်ဖို့အတွက်ကိုလုပ်တာပါပြီးလို့ရှိရင်သူတို့ဘက်စူးစီးချစ်ချစ်လေးလုပ်ပြီးတော့ဒါထိုးစစ်ကိုကြက်ကြက်ဆင်ကြဖို့အများဆုံးထိုးစစ်ဆင်ဖို့ဆိုတော့သူတို့ကအဲ့လိုပြောတဲ့အချိန်မှာဟိုအမေရိကကိုအောင်မိုးဝေးရဘာလို့လဲဆိုတော့တိုင်းစစ်ဌာန10တိုင်းလို့သာပြောတယ်လူ4ယောက်2ပိုင်းနဲ့အစည်းအဝေးလုပ်ပြီးတော့အကုန်လုံးမူယူပြီးတောက်စားပျော်ပါတော့ပြတဲ့ဟာအများဒီကောင်ကြောင်တောင်းနေတယ်ဆိုပြီးတော့ကိုအောင်မိုးဝေးရရေးတိုင်းကျွန်တော်အဲ့ဒါတစ်ခါကြရင်လေသူတို့မယုံကြည်တဲ့လူတွေကတကယ်ကိုပညာတတ်တွေအတိုင်းဝိုင်းတွေကမယုံတော့ဘူးတကယ်ပညာတတ်စားတတ်ပေးတဲ့အတိုင်းဝိုင်းတွေကမယုံတော့ဘူးဒီကောင်တွေကလင်ငချစ်ကောင်တွေဆိုတော့တန်းသိတယ်မသိနားမလဲတဲ့ပြည်သူတွေကတော့တနာပါတယ်ဒီကောင်တွေကတော့ခံကြရတာပေါ့ဒီလိုတော့တွေ့ရတယ်ဆိုတော့တိုင်းကြီး10တိုင်းတွေ17တိုင်းတွေလောက်တာတော့တွေ့တာပဲဒါပေမဲ့အချိန်တန်တော့လေနောက်ဆုံးတော့လေကလောင်နဲ့ခွက်ကလေးခောက်ပြီးပြန်ဆင်းသွားတာပါပဲနောက်ဆုံးတော့တကယ်တမ်းတိုင်ရမလားဆိုတော့ကိုယ့်ကိုသိဖို့လိုတာကဲတော့ပြန်တွက်ကြည့်မယ်ဆိုရင်ပြည်သူလူထုအေးစေးခေါင်းရည်တဲ့စဉ်းစားဖို့လိုတာကျွန်တော်ရိုးရိုးလေးပြပြမယ်အဲ့ဒီတိုင်းသားလက်နက်ကိုင်တွေအစ်စ်နေသူတို့ဒီ PDF တွေရဲ့အစ်စ်တွေခဏထားအောင်ပေါ့တိုင်းသားလက်နက်ကိုင်တွေတောင်မှပဲအခုလက်နက်ရိတ်ခါပြတ်တာတက်နေပြီလက်နက်ရိတ်ခါပြတ်တာတက်နေပြီတစ်ချက်ကသူတို့မှာစစ်တီစစ်သား1000ရှိတယ်ဆိုတော့အဲ့1000လက်နက်အလက်1000တက်ပေးရမယ်လက်နက်အလက်1000အတွက်ပေးရမယ်ကြည်စံကအတောင့်ကြီးတန်းကြီးပေးရတယ်အဲ့ကြည်စံတွေဘယ်ရရမလဲဘယ်ရရမြေကြီးတွေကထွက်လာတချို့ကပြောမယ်စစ်တပ်ကစခန်းတွေကိုငါတို့သိမ်းပိုက်တာရတာပဲခင်ဗျားတို့ဗျာစစ်တပ်စခန်းတွေသိမ်းပိုက်လို့ရတဲ့ကြည်စံတွေကဟောရလာပြန်လဲကိုယ့်ကိုသိကြပါတယ်ခင်ဗျားတို့ကိုရွေးပါသိကြပါတယ်ဘယ်တော့မှမရှိပါဘူးမရှိတဲ့အပြင်မှာဟိုကဘာကြီးလုပ်ခဲ့လဲဆိုတော့ခင်ဗျားတို့ချို့တွေမသိကြသေးဘူးလေခုထိထားပါတော့နော်ဆိုတော့စစ်တပ်စခန်းတွေသိမ်းတာဘယ်လောက်ရလဲကြည်စံဘယ်လောက်ရမှာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒါတွေကဘယ်နေ့တိုက်လို့ရမှာဘယ်နေ့ပဲတိုက်လို့ရမှာခဏပဲပြီးတော့မှာအဲ့တော့တခါနိုင်ငံခြားကဝယ်မယ်တဲ့နေဆက်ကဘယ်နာကဝယ်မယ်ထိုင်းမှာလည်းပိတ်နေပြီထိုင်းဘက်ကလည်းပိတ်နေပြီတရုတ်ကလည်းမထောက်ပံ့တော့ဘူးဝါကလည်းမထောက်ပံ့တော့ဘူးနော် KIA တခုပဲကျန်တော့တယ်အဲ့ဆိုတော့အိန္ဒိယဘက်ကလည်းမပံ့ဘူးဘင်္ဂလားဒေ့ရှ်ကလည်းသူ့အာဆာနဲ့သူတော်ချာလဘက်လဲနေတာအဲ့တော့ခင်ဗျာဒီကောင်တွေကြည်စံပဲရရမှာကြည်စံပဲရတိုက်ပွဲဖို့တော့ကြည်စံပဲရမယ်နောက်တစ်ခုက short light ဒုံးတွေ short light ဒုံးတွေကအရင်တော့ပေါ်တီဒီကောင်တွေသုံးခဲ့တယ် short light ဒုံးတွေပေါ်တီသုံးခဲ့တယ် short light ဒုံးတွေဘယ်ရလဲဆိုခု short light ဒုံးတွေလည်းမရတော့ဘူးတရုတ်ကလည်းမပေးတော့ဘူးဘယ်မှာ short light ဒုံးတွေထုတ်မပြီးတော့နောက်တစ်ချက်ကဘာထပ်မပေးသေးလဲဆိုတော့ဒီ drone တွေကလည်းသူတို့ရဲ့ drone တွေကလည်းအဆင့်မမီတော့ဘူး drone တွေကကျန်ခဲ့ပြီသူတို့တရင်လုံးပေါက်လို့မှ drone တစ်ခုလောက်ပဲရှိတဲ့အချိန်မှာတက်ကခုတော့ပဲတရင်ကို drone 2ဆင်း3ဆင်းလောက်နဲ့တက်တော့တာအဲ့ပါသူတို့မခံနိုင်တော့ drone ချင်းလည်းမရှင်နိုင်တော့ဆိုတော့ drone ချင်းလည်းမရှင်နိုင်ဘူးကြည်စံလည်းလုံးလောက်မရှိဘူးရိတ်ခါလည်းလုံးလောက်မရှိဘူးဆိုတော့ဒီအနေထားမျိုးမှာစစ်တပ်ကိုရှင်တိုက်မယ်လို့ပြောတာကိုယ်သေးရင်ကိုတူးရတယ်မတူဘူးလားကိုယ်သေးရင်ကိုတူးနေတဲ့လူတွေကိုကျွန်တော်တို့ကအဲ့ဒါရိုးရိုးမင်းတို့မတူးနဲ့မင်းတို့တူးနေတာမင်းတို့သေရွေးမှာလို့ကျွန်တော်တို့ဘလောက်ပဲပြောနောက်ဆုံးတွင်းတဲ့ခုံဆင်းမဲ့ကောင်ဆင်းကိုဆင်းတာပဲကျွန်တော်ဘာမှလုပ်လို့မရအောင်အဲ့တော့ဆင်းကျင်တဲ့ကောင်ဆင်းညာနော်အဲ့တော့တိုင်းသားလက်နက်ကိုင်တွေတော့အဲ့လိုဖြစ်နေခုန PDF တွေ NUG ရောက်က PDF တွေဆိုရင်ရောကြည်စံတွေကသူတို့ဖင်နဲ့ထွက်လာတာမဟုတ်ဘူးနော်ကြည်စံတွေကညာကြီးဖင်လေးရထွက်လာတာမဟုတ်ဘူးသိကြတာကတော့အလကားရတာမဟုတ်ဘူးအဲ့တော့ကြည်စံတွေပဲရမှာလေနော်စားနိုင်ကပဲရမှာလေ
များကြီးပဲနောက်ဆက်တွဲတွေအများကြီးပဲပြီးတော့သူတို့လောင်စာစီပဲရမှာလေလောင်စာစီအကန့်အသတ်ဖြစ်လာပြီအဲ့ဒါတွေအများကြီးပဲဒါကြောင့်မလို့ကျွန်တော်တို့ကတချို့ဟာတွေဆက်ပြီးတော့မရှင်နဲ့တော့နိုင်ငံရေးပလက်ဖောင်းကိုရွေးကြတော့ဆိုတော့ကျွန်တော်အဲ့ဒါကိုပြောတာအလကားပေါ်နေမဟုတ်ဘူးနော်ဒါလေးပါကဲထားပါတော့ဆိုတော့တိုင်း10တိုင်းမကလို့တိုင်းအတိုင်းတရားပဲလောက်တာပဲရှိမယ်လေပဲကြံတော့တာနောက်ဆုံး UNG အုပ်စုမှာလေပဲကြံတော့တယ်ကျွန်တော်ဘာမှမရှိတော့နော်လေပဲကြံလေတကုံတွေဖြစ်တာမှရိုးလေတော့မလေတကုံဖြစ်သွားပြီလွင့်ညံလွင့်တော့မပေါ်ရောက်သွားပြီဒါကတော့အခြေအနေတစ်ခုပြပြတာနော်အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ခုကကျွန်တော်ဘာဖြစ်ချင်လဲဆိုတော့ဒီအနည်းဆုံးဒီကိစ္စနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲလေးတွေပြောချင်ပါတယ်ခုနရွေးကောက်ပွဲနဲ့လမ်းကြောင်းတက်ပါလို့ကျွန်တော်ပြောရတဲ့ရွေးကောက်ပွဲလမ်းကြောင်းနဲ့ပြောချင်တာအခြားမဟုတ်ဘူးအခုပါတီတွေနော်ပါတီတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကထုတ်ပြန်လိုက်တာတွေ့ရတယ်နိုင်ငံတော်ထုတ်ပြန်တာတွေ့ရတယ်ဗါလဲဆိုတော့ပြည်ထောင်စုအဆင့်ပြိုင်မဲ့ပါတီနောက်တိုင်းဒေသကြီးပြည်နယ်ပြိုင်မဲ့ပါတီဆိုစီးရင်ထုတ်ပြန်တယ်အဲ့တော့ပြည်သူလူထုအနေနဲ့ကဘယ်ပါတီတွေဘယ်အဆင့်ပြိုင်မလဲဆိုတော့ပြည်သူလူထုအနေနဲ့သိမဲ့ပုံတော့မပေါ်ဘူးပေါ့နော်သိမဲ့ပုံပေါ်တော့ကျွန်တော်တို့ကအဲ့ဒီဟာကိုသိအောင်ပြောရတော့မဖြစ်လာတာပေါ့နော်သိအောင်ပြောရတော့မဖြစ်လာတယ်ဆိုတော့ပြည်ထောင်စုအဆင့်ပြိုင်တဲ့ပါတီကိုခဏထားကျွန်တော်တို့ဟွာနဲ့ပြိုင်တဲ့ပါတီကိုပြောပါမယ်နော်ပြည်နယ်တိုင်းဒေသကြီးအဆင့်ပြိုင်တဲ့ပါတီကိုကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့အားလုံးသိရတဲ့ပြည်နယ်တိုင်းဒေသကြီးပါတီတွေဆိုလေကတော့နာမည်တွေရွတ်ပြမှာပဲရွတ်ပြတောင်မှပဲတချို့အဲ့ပါတီတွေကဟုတ်လားဆိုတော့မိကုန်းနေရှိလိမ့်မယ်ဘာလို့ဆိုပါတီတွေကပြည်ထောင်စုအဆင့်ပြိုင်တာက6ခုပြည်နယ်တိုင်းဒေသကြီးအဆင့်ပြိုင်တာက52ခုရှိတယ်အဲ့တော့6ခုကတော့ရုတ်တရက်ခင်ဗျားတို့ပြောရင်မှတ်မိနိုင်တယ်6ခုကတော့ဒါပေမဲ့ဟို52ခုကတော့ခင်ဗျားတို့ရုတ်တရက်ပြောရင်မမှတ်မိတဲ့အတွက်ကျွန်တော်တစ်ခုချင်းပြန်ရွတ်ပြပေးမှာပါအဲ့တော့ပါတီတွေအကုန်လုံးကအခုသူတို့စင်းနေထွက်လာပြီဆိုတော့ကျွန်တော်တို့လည်းဒီပါတီတွေရဲ့အခန်းကဏ္ဍရှေ့ဆက်သွားမယ့်အနေအထားကိုကျွန်တော်တို့သုံးသပ်ဆရာတွေတော့ရှိလာပြီပေါ့နော်ရှိလာပြီဆိုတော့ကျွန်တော်ဒီမှာရွတ်ပြမလို့တဲ့ခဏလေးကျွန်တော်ပြန်ကြည့်နေတာမှားဆိုလို့ကျွန်တော်လည်းအလွတ်မရဘူးအဲ့တော့အလွတ်မရတဲ့အတွက်ရတဲ့ဟာလေးနဲ့ကျွန်တော်လည်းပြောရတာဆိုတော့နာဆာကထုတ်ပြချက်တယ်ဆိုတော့ဒီသက်ဆိုရထုတ်ပြချက်တွေမှာပါလာပြီးသားပါနော် sorry ကြရပြီကျွန်တော်ပါတီပြောင်းစုစင်ပြိုင်မဲ့ပါတီ6ခုနော်6ခု1ပြည်ခိုင်ဖြိုးပါတီ2တိုင်းသားစီလုံးညီညွတ်ရေးပါတီ3ပြည်သူ့ရှေ့ဆောင်ပါတီ4အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ5မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ6ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီပေါ့9အမျိုးသမီးပါတီမွန်10အမျိုးသားဒီမိုကရေစီအင်အားစုပါတီ9ပြည်သူ့ပါတီအဲ့တော့အဲ့ဒီပါတီကပြည်ထောင်စုအဆင့်ပြိုင်ပါအဲ့တော့ပြည်ထောင်စုပြိုင်ပါတီပြည်ခိုင်ဖြိုးပါတီဆိုလို့ရှိရင်တော့ပြည်ခိုင်ဖြိုးကဥက္ကဋ္ဌကြီးဦးဆောင်တယ်တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကတော့လက်ရှိဥက္ကဋ္ဌပြည်လေးကျွန်တော်ရောနည်းနည်းလေးအမှားပြီပေါ့နော်ဒါတော့ဒါပေမဲ့တသညာကတော့ခေတ္တသူပြည်ထောင်စုအဆင့်ပြိုင်နေတဲ့အဆင့်မှာတော့သူရှိခဲ့တယ်နော်ပြည်သူ့ရှေ့ဆောင်ပါတီလို့ခေါ်တယ်အဲ့ဒါဒေါက်တာတက်ခိုင်ဦးဆောင်တယ်နော်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DNP လို့ခေါ်တယ်အဲ့ဒီပါတီကကျွန်တော်လည်းမသိဘူးဘယ်သူဦးဆောင်လဲမသိဘူးကျွန်တော်သေချာမသိသေးဘူးဒါကျွန်တော်ပုံနေပဲကျွန်တော်မသိလို့ပြောတာမင်းလေးလာမှုအားနေလို့ပြောရင်လည်းခံရရုံပဲရှိတယ်မသိဘူးဘာလို့သူတို့ကမသိနိုင်လောက်တဲ့အထိသူတို့မှလည်းအဲ့လိုဖြစ်နေတယ်ဟေးနော်ထားပါတော့တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီသူ့ကိုတော့သိတယ်ဦးကျော်စွာစိုးဦးဆောင်တယ်နော်နောက်ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီအဲ့ဒါဦးဆိုင်အိုက်ပေါဦးဆောင်တယ်အမျိုးသမီးပါတီမွန်အဲ့ဒီအမျိုးသမီးလည်းကျွန်တော်မြင်မှုတယ်ဒါပေမဲ့နာမည်ကိုကျွန်တော်လွတ်မရဘူးနော်နောက်ပြည်သူ့ပါတီအားလုံးသိတဲ့အတိုင်းပဲဥက္ကူကိုကြီးဦးဆောင်တယ်နောက်မျိုးသားဒီမိုကရေစီအင်အားစုပါတီအားလုံးသိတဲ့အတိုင်းပဲဥက္ကမောင်ဆွေဒါပေမဲ့ဥက္ကမောင်ဆွေအောက်ကနေ NDF ကဒုဥက္ကဋ္ဌ1ဦးထက်အောင်ကျော်သူကဥက္ကမောင်ဆွေကတော့ဥက္ကဋ္ဌလားဘာလားမသိဘူးသူတို့ဥက္ကဋ္ဌဘယ်သူမှလည်းအခုထိတော့မသိတော့ပျောက်သွားပြီဥက္ကမောင်ဆွေကတော့အတန်းငြိမ်းနေတယ်ဒါပေမဲ့ဒုဥက္ကဋ္ဌ1ဦးထက်အောင်ကျော်မောင်းနေနေတဲ့သဘောမျိုးသွားတွေ့ရတယ်နောက်တစ်ခါအခုဒေါ်စနာမင်းကအဲ့မှာဒုဥက္ကဋ္ဌ3လပြီဖြစ်ပြီလို့အကြမ်းမြင်သိရတယ်ဆိုတော့ပြောရရင်တော့ဒီပါတီတွေကဒါသူတို့ကသူတို့သွားမယ်ပြည်ထောင်စုစင်ပြိုင်နေပါတီတွေပြည်ထောင်စုစင်ပြိုင်နေပါတီပြီးတော့ကျွန်တော်ပြည်နယ်တိုင်းဒေသကြီးပြိုင်နေပါတီတွေအကြောင်းကျွန်တော်ပြောရတော့မယ်ပြည်နယ်တိုင်းဒေသကြီးပြိုင်နေပါတီတွေကတော့အားလုံးဟိုတချို့ပါတီလေးတွေကတော့ဗျာနာမည်ပဲမှတ်ပဲထားခင်ဗျားတို့နာမည်လည်းကျွန်တော်ပြောတာဘူးဘာလို့1တဲ့မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတဲ့နော်2ဒီမိုကရေစီပါတီတစ်ကချင်3ဖလုံစဝေါ်ဒီမိုကရေစီပါတီဒီမိုကရက်တစ်ပါတီပေါ့4ရခိုင်ဦးဆောင်ပါတီ5တိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ6ရှမ်းပြည်တိုင်းလျံသွေးစည်းညီညွတ်ရေးပါတီ9ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ10ပိုးအမျိုးသားအဖွဲ့ချုပ်9လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ10ခမီမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကဲနံပါတ်တွေမျိုးတော့ဆက်ရုံမယ်အာခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအင်းအမျိုးသားအဖွဲ့ချုပ်ပါတီကိုးကန့်ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကရင်ပြည်သူ့ပါတီနာဂအမျိုးသားပါတီဒနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီအမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဖက်ဒရယ်ဒီမိုကရက်တစ်ပါတီပြည်သူ့အလုပ်သမားပါတီဒီမိုကရက်တစ်ပါတီဒီမိုကရက်တစ်အင်အားစုလေဘာပါတီမျိုးတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီအမျိုးသားဒီမိုကရေစီပါတီတစ်အမျိုးသားကျိုးစီးပွားတိုးတက်ရေးပါတီဝအမျိုးသားပါတီခူမီမျိုးသားပါတီအမျိုးသားနိုင်ငံရေးအာမတ်တေပါတီညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီတ
တောင်မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီခေတ်သစ်ပြည်သူ့ပါတီလေဘာပါတီ88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီပြည်တော်စုမြန်မာနိုင်ငံအမျိုးသားရေးအဖွဲ့ချုပ်ပါတီစိတ်တည်ညစ်တယ်လူထုပါတီအမျိုးသားမွန်တိုးတက်ရေးပါတီငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီကချင်ပြည်နယ်ပြည်သူ့ပါတီမွန်ညီညွတ်ရေးပါတီပြည်တော်စုလယ်သမားအလုပ်သမားအင်အားစုပါတီလူမှုစီးပွားမြင့်တင်ရေးပါတီညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကယားပြည်နယ်ပြည်သူ့ပါတီချင်းပြည်သစ်ကွန်ကရစ်ပါတီရခိုင်တိုင်းသားများပါတီဇိုမီမျိုးသားများပါတီဇိုမီမျိုးသားများပါတီပိုးမျိုးသားညီညွတ်ရေးပါတီမျိုးဆက်သစ်ဝန်သားမှုပါတီငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီပိုးမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီစသဖြင့်ပါတီ52ခုပေါ့ကျွန်တော်မောသွားပြီခင်ဗျားတို့လည်းတစ်လုံးမမှတ်မမို့ကျွန်တော်လည်းမမှတ်မိဘူးဆိုတော့အဲ့ပါတီတွေကတော့သက်ဆိုင်ရာသူ့နယ်လိုက်ပြိုင်မယ်ဒါပေမဲ့ UEC ထုတ်ပြန်ချက်မှာတော့သူ့နယ်လိုက်ပြိုင်ပေမဲ့ UEC ထုတ်ပြန်ချက်ထဲမှာတော့เนาะထုတ်ပြန်ချက်ထဲမှာတော့ဒီပါတီတွေကဘယ်ဒေသကိုပြိုင်မယ်ဆိုတော့ထည့်မထုတ်ပြန်ဘူးအဲ့ဒါလေးတော့မကောင်းဘူးတကယ်ဆိုရင်ဘယ်ပါတီဘယ်ကိုပြိုင်မှာဘယ်ဆိုနောက်ကပြိုင်မဲ့ပါတီရဲ့ဒေသလေးတွေကိုထည့်ပေးလိုက်ရင်တော့ကျွန်တော်တို့လည်းပို့ပြီးမှတ်မိလွယ်တယ်လေ့လာလွယ်တာပေါ့ဒါပေမဲ့လည်းတေချာတာတော့ဒီပါတီတွေအကုန်လုံးကျွန်တော်တို့မသိဘူးကျွန်တော်ဆိုလည်းဘယ်သူမဲဘယ်လိုပေးရမှာအခုထိမသိဘူးဒါပေါ့လည်းပြောအဲ့တော့တေချာတော့ပြိုင်နေတာတော့ပြိုင်ကြတာတော့ကောင်းပါတယ်ဝင်ပြိုင်ကြတာကောင်းပါတယ်ဒါပေမဲ့လည်းအခုလာမယ့်အခင်းချင်းကတော့စောင့်နေကြည့်ကြအောင်အခင်းချင်းလို့ပဲပြောချင်တယ်เนาะအဲ့တော့ပါတီတွေ6ခုနဲ့ပါတီ52ခုကတော့ဒါသူ့ရဲ့လှုပ်ရှားချက်စလုပ်နေကြပြီပြိုင်ပွဲဝင်လည်းပြင်နေကြပြီကျန်တဲ့ပြည်ပြေးတွေကတော့ပြည်ပြေးဖြစ်ပြီသခိုးတွေဂျိုးတွေဖြစ်ကုန်ပြီလူမိုက်လူရန်ကားတွေဖြစ်ကုန်ပြီအကြမ်းဖက်တွေဖြစ်ကုန်ပြီပြည်တွင်းမှာအေးအေးဆေးနေတဲ့သူတွေကအခုတော့ပါတီတွေမှာပါတီဝင်ပြိုင်ပြီးတော့လွှတ်တော်တွေဝင်ကြတော့မယ်နေရာတွေဝင်ထိုင်ကြတော့မယ်တချို့ဆိုလို့ရှိရင်အခုတွေက alliance လုပ်ထားကြပြီးအစသဖြင့်ပေါ့မျိုးစုံရှိကြပြီတချို့ဆိုရင်ယာရုတောင်ခွဲဝေကြနေပြီစသဖြင့်ဒါရှိနေပြီဆိုတော့စောင့်ကြည့်ကြတာပေါ့ဗျာနော်ဆိုတော့ဒီပါတီကြီး6ခုကတော့ဒါနိုင်ငံရေးမှာတော့ဥဆောင်ပဲပေါ့ကျွန်တော်အမြင်ပြောရရင်တော့ပါတီကြီး6ခုကပဲဒီနိုင်ငံရေးအခင်းချင်းကိုလှုပ်သွားမယ်လို့ယူဆတယ်ကျန်တဲ့ပါတီလေးတွေကတော့လူတွေကဒီသက်ဆိုင်ရာဒေသလိုက်တော့ရွေးကောက်တင်မြှောက်လိုက်ကြရင်အကန့်အသတ်ပဲရှိနေတာတွေ့ရတယ်ဆိုတော့ဒါလေးတော့စောင့်ကြည့်ရပါဘောနော်တတိပုဂ္ဂလနာမည်တော့ခုတော့မထွက်သေးဘူးစီးရင်တင်သွင်းတာတော့မကြခင်ရက်သက်ပတ်တွေအတွင်းမှာဇလိုက်လာတော့မယ်လို့ပြောချင်ပါတယ်နော်ဒါတော့ပါတီရဲ့အလားအလာခင်းချင်းနောက်တစ်ခုကဒီပါတီရဲ့ကိစ္စပြောရရင်နောက်တစ်ခုကကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးတို့အစိုးရအဖွဲ့ကနော် lobby လုပ်ဖို့အဖွဲ့တစ်ဖွဲ့ငှားပါတယ်ဆိုပြီးသတင်းထွက်လာတယ်အဲ့ဒါလည်းကျွန်တော်ဒီနေ့ပြောရမှာပေါ့နော်ဒါကလည်းသတင်းထည့်ပြောဖို့လိုရလို့ထည့်ပြောပါတော့မယ်အဲ့ဒါဘာလဲဆိုတော့ဒီ lobby လုပ်ဖို့ငှားတယ်ပေါ့နော်ဘာလဲဆိုတော့အမေရိကန်ပြည်ထောင်စု Virginia ပြည်နယ် Alexandria အခြေစိုက် Matt Keown ဆိုတဲ့ group ပေါ့နော် Matt Keown လို့ခေါ်လားမသိဘူးနော် MCKEON ဆို Matt Keown လို့ခေါ်မလားမသိဘူးအဲ့ group ကအဲ့ group lobby company ကိုတဲ့ company အားတဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့ American Congress တို့နဲ့မြန်မာတပ်မတော်ကြားမှာဆက်ဆံရေးကောင်းမွန်စေဖို့အတွက်ဆိုပြီးတော့သူကညှိနှိုင်းတိုင်ပင်လုပ်ပြီးအကြံပေးပုံစံမျိုးပေါ့ဗျာသူတို့ဒီဘက်ကခေါ်တော့ lobby လုပ်တယ်ပေါ့ lobby ကြီးပေါ့အဲ့လိုဆိုပြီးစာချုပ်ချုပ်တယ်ဆိုပြီးတော့ဒါသတင်းတွေထွက်လာတယ်အဲ့ Matt Keown ဆိုတဲ့ group နဲ့ဒီတပ်မတော်ကြားမှာချုပ်ကြတယ်ပေါ့ဗျာတပ်မတော်ဒီအစိုးရကြားမှာချုပ်ကြတယ်ပေါ့ပြီးခဲ့တဲ့တစ်ခေါက်ကလည်းစာချုပ်တစ်ခုတစ်ဖွဲ့ချုပ်ပြီးသားကြီးတစ်ဖွဲ့ချုပ်ခဲ့ပြီးကိုယ်တောက်ထုတ်ချုပ်တယ်ပေါ့အဲ့ဒါ6လစာချုပ်ချုပ်တယ်ပေါ့ဗျာအခုဩဂုတ်လ1ရက်နေ့ရင်စတယ်သူ့ရဲ့လောအားကဖြစ်နေအမေရိကန်ဒေါ်လာတစ်လကိုဒေါ်လာ6000ပေးတယ်ဆိုပြီးတော့ရေးထားတယ်အဲ့တော့ဒီ Matt Keown ဆိုတဲ့ group ရဲ့ဥက္ကဋ္ဌဖြစ်သူ Howard Matt Keown ဆိုတဲ့ပုဂ္ဂိုလ်အားတဲ့သူကရှင်းပြရင်တော့Republican ဖြစ်တယ်ပေါ့ Republican ဖြစ်တယ်သူကပြီးတော့နီးစပ် Republican ဖွဲ့ဝင်အောင်ဖြစ်တယ်အဲ့တော့သူကနီးစပ်တယ်ပေါ့ဗျာအဲ့တော့သူက lobby လုပ်ဖို့နိုင်ကြီးရှိတယ်ဆိုတဲ့သတင်းမျိုးတွေအကြီးကျယ်ထွက်လာတယ်ဆိုတော့ပြောရင်တော့ဒီကိစ္စကနိုင်ငံခြားမီဒီယာတွေဖော်ပြလို့ကျွန်တော်တို့သိရတယ်ကျွန်တော်တို့မသိနိုင်ဘူးနိုင်ငံခြားမီဒီယာတွေရဲ့ဖော်ပြချက်တွေမှာပါလာတာပေါ့နော်ဆိုတော့ဒါကအစိုးရအတွက်ကတော့ဒုတိယမြောက်ချုပ်ဆိုတဲ့စာချုပ်ပဲပထမချုပ်ဆိုတဲ့စာချုပ်ကလည်းပထမတစ်ဖွဲ့ရှိပါတယ်ပထမတစ်ဖွဲ့နဲ့ချုပ်ခဲ့တာဒီ DCI group တင်တယ်အဲ့ဖွဲ့နဲ့ချုပ်တယ်အခုကတော့ဒုတိယတစ်ဖွဲ့ပေါ့နော်ဆိုတော့အဲ့ဒုတိယတစ်ဖွဲ့နဲ့ကတော့ပြောရင်တော့6လချုပ်တဲ့စာချုပ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဘာလို့ဆိုတော့ तू က American Congress လွှတ်တော်တွေကိုပေါ့မြောက်ရှိတဲ့ပုံကိုယ်တွေကိုယူလိုက်တာ Republican လွှတ်တော်အမှန်အောင်ဖြစ်လို့ယူလိုက်တာအဲ့လိုယူပြီးတော့တခြားပဲတော့ဆိုတော့အဲ့ဒါကိုဟိုဘက်ကပြည်ပြင်းမီဒီယာတွေကတော့ဒါကြီးက lobby ကြီးပေးတာပါညာလို့ပြောတယ်ဆိုတော့အေးပေါ့လေသူတို့ကတော့ပြောမှာပေါ့ဗျာ lobby ကြီးပေးတယ်ဘာလို့ပြောမှာပေါ့ဥပမာမြန်မာနိုင်ငံတို့ဘာလို့ဆိုပြောမှာပေါ့ဒါစစ်တပ်က lobby ကြီး lobby fund ငားတယ်ပေါ့ဆိုတော့စစ်တပ်က lobby fund ငားတယ်ဆိုတော့ငားမသိပေါ့မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဖိုးတိုးတက်ရေးနဲ့ American နဲ့ဆက်ဆံရေးပြန်ကောင်းမှုတွေ lobby fund ငားတာမှားတာမဟုတ်တာတခုပဲရှင်းရှင်းလေးပြောရရင်မြန်မာနိုင်ငံတို့တော့တောင်းစားမလုပ်ဘူးပေါ့ဗျာမြန်မာနိုင်ငံအခုတောင်းစားနေပြီလေအခုမြန်မာနိုင်ငံတောင်းစားနေပြီသူ့ Facebook မှာတင်ပြီးတော့တောင်းစားနေပြီလေအဲ့တော့မြန်မာနိုင်ငံတို့တော့တောင်းစားမလုပ်ဘူးပေါ်တင်မဲ့နိုင်ငံအတွက်လုပ်တာသူ့အကျိုးစီးပွားကိုနိုင်ငံအတွက်လုပ်တာမြန်မာနိုင်ငံကတော့သူ့အကျိုးစီးပွားအတွက်တောင်းစားနေပြီခင်ဗျားတို့သွားကြည့်လိုက်မြန်မာနိုင်ငံတောင်းစားနေပြီနော်အဲ့တော့ဒီခါကျရင်ကိုယ်နိုင်ငံအကျိုးစီးပွားအတွက်လိုအပ်လို့ lobby fund ငှားတာကိုမှားတယ်လို့ကျွန်တော်တော့မြင်ဝင်မြင်ဘူးကျွန်တော်တော့ဒီကိစ္စကြီးရှင်းပြောတော့ဘာမှညှင်းချက်ထုတ်စရာအကြောင်းမရှိဘူးလို့ကျွန်တော်မြင်ဟိုတနည်းပြောရရင်ဗျာဘာရှိတယ်ဆိုတော့ခင်ဗျားတို့ပစ္စည်းထုတ်ကုန်တစ်ခုရှိတယ်ခင်ဗျားတို့ပစ္စည်းထုတ်ကုန်တစ်ခုကို
မီဒီယာကုမ္ပဏီမှာကြော်ညာတာနောက်တစ်ခုက salary တွေနဲ့ကြော်ညာတာအမှုပညာရှင်တွေနဲ့ကြော်ညာတာ TikTok မှာကြော်ညာတာ Facebook မှာကြော်ညာတာစသဖြင့်အဲ့ဒါတွေလုပ်တဲ့ agency တွေရှိတယ်အဲ့ agency တွေကိုငှားပြီးတော့အဲ့ agency တွေတစ်ဆင့်ကြော်ညာလိုက်တယ်ဆိုတာလောက်တာမျိုးအဲ့ဒါခင်ဗျားတို့ကုမ္ပဏီရဲ့ brand ကိုလူတွေကြားထဲမှာလက်ခံလာအောင်လို့ခင်ဗျားတို့ကုမ္ပဏီ brand လူတွေအသုံးပြုလာအောင်လို့ခင်ဗျားတို့လုပ်တဲ့နီးလန်းအဲ့ဒါမှားလို့လားအဲ့ဒီဒီအတိုင်းပဲမြန်မာအစိုးရကအမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးကောင်းမှုအမေရိကန်အလွတ်တော်အမေရိကန်ဆိုတဲ့ဆက်ဆံရေးကောင်းမှုအတွက်ကိုပတ်စံတုံးပြီးတော့မရှိမဲ့ကုတ်ချစ်ထားတဲ့ပတ်စံလေးတုံးပြီးတော့ lobby fund ငှားတာကျွန်တော်တို့မှားတယ်လို့မမြင်ဘူးတခုပဲဟိုအလိမ်မခန်းအောင်တော့လုပ်ကြပါဗျာအလိမ်မခန်းအောင်လို့ပေါ့ဟိုဘက်အုပ်စုတွေကလည်းခင်ဗျာမြန်မာအစိုးရရဲ့အားနည်းချက်ကိုထောက်အောင်ပြီးတော့ကူညီပေးတဲ့အောင်နဲ့လာပြီး level ညှစ်မဲ့အကောင့်လေးဆိုရင်တော့တတိထားကျန်တာကတော့ခင်ဗျာတကယ်ထိရောက်တဲ့ကူညီပေးတယ်ဆိုရင်ပေးရမှာငှားပြရပါပဲအဲ့တော့တစ်လ$6000 6လဆို6လဆို6636 3.6ပေါ့ဒေါ်လာ3,600ပေးလိုက်တယ်ပေးရမျိုးဒါဘာမှမှားတာမရှိဘူးပထမအုပ်စုနဲ့တော့ဒေါ်လာဘယ်လောက်လဲဒေါ်လာတန်းကျော်မှထင်တယ်ပေးလိုက်တယ်အဲ့တော့ဘာပဲပြောအုပ်စုနှစ်စုလောက်ငှားပြီးတော့နှစ်စုလုံးက lobby fund တွေဝင်သွားရင်အမေရိကန်အစိုးရလွတ်တော်နောက်တစ်ခါဒီ Donald Trump ကြီးတို့အုပ်စုတွေကစဉ်းစားပြီးတော့မြန်မာနိုင်ငံကအပေါ်မှာ sanction တွေ lift လုပ်ပေးလိုက်တာမျိုးဖြစ်လာရင်ကျွန်တော်စဉ်းစားကြည့်နော်မြန်မာနိုင်ငံမှာ sanction lift တွေ sanction lift လုပ်သွားရင်မြန်မာနိုင်ငံကတချို့စီးပွားရေးတွေမှာအုံနဲ့ပွင့်သွားမယ့်ကိစ္စမြန်မာနိုင်ငံသားတွေအတွက်ကောင်းတဲ့ကိစ္စမှားနေတော့မရှိဘူးကျွန်တော်တော့လက်ခံတယ် American sanction lift လုပ်ဖို့ကိစ္စတွေလည်းပါသွားနိုင်တယ်ဘာလို့ဆိုတော့အဓိက sanction lift လုပ်မှာပဲဆက်ဆံရေးကောင်းရင် sanction lift မှာပဲ sanction ပြုတ်သွားမှာပဲအဲ့တော့ပွင့်လည်းပြောရင်တော့ဆက်ဆံရေးကောင်းတိစောက်ဖို့ကြိုးစားတာကိုတော့မမားဘူးနိုင်ငံတော်ပတ်စံကိုအကျိုးရှိအသုံးချပြီးတော့တကယ်အောင်မြင်လုပ်ဖို့ပဲတိုက်တွန်းပါတယ်ဟိုအစိုးရနေလုပ်ပါနောက်တစ်ခုကပြောရင်တော့တစ်ဖက်ကပြည်ပြအုပ်စုတွေဘယ်တော့ပဲပြောကိစ္စမလို့ပါဘူးတရားဝင်လှုပ်ဆက်ရှိရလှုပ်ကြဖို့ပဲကျွန်တော်တို့တိုက်တွန်းတယ်เนาะဒါကတော့ကျွန်တော်အမြင်ပါအဲ့တော့ကျွန်တော်ဒါလေးပြောပြီးတော့ကျွန်တော်ဒီနေ့အပေးလေးတော့ဟိုပကံဖရားတွေနဲ့ပဲဆုံးသက်ပါမယ်ပကံဖရားတွေနဲ့ဆုံးသက်မယ်ဆိုတော့အခြားမဟုတ်ပါဘူးဒီပကံငလင်တန်တဲ့ရှေးအောင်စီရီပကံမှာရှိတဲ့ငလင်ရှေးအောင်စီရီတွေကိုတဲ့အိန္ဒိယကနေပြီးတော့ကူညီပြုပြင်ပေးမယ်ဆိုပြီးတော့ဒါမနေ့ကဆိုရင်အိန္ဒိယမြန်မာနိုင်ငံဆိုင်အိန္ဒိယတိုင်းကသတင်းထုတ်ပြန်ပေးလာတယ်ကျွန်တော်တို့စီလည်းရောက်ပါတယ်အဲ့တော့ဗာလဲဆိုတော့ငလင်တန်ကြောင့်ပျက်စီးခဲ့တဲ့ပကံကရှေးအောင်အဆောက်အုံဖရားစီရီစုစုပေါင်း82ခုရှိတယ်ပေါ့ဗျာเนาะအဲ့ဒါကိုအိန္ဒိယနိုင်ငံရှေးအောင်သုတေသနဌာန ASI အဖွဲ့ကနေပြီးတော့အဲ့ဒါကိုသူကတိစောက်ပုံထိန်းသိမ်းရေးနဲ့ဓာတုပရိဆိုင်ပြည်ပြင်ထိန်းသိမ်းလုပ်ငန်းတွေကိုဆောင်ရွက်ပေးသွားမယ်ဆိုပြီးပြောတယ်အဲ့တော့ဗကဒေသမှာပျက်စီးခဲ့တဲ့ရှေးအောင်ဆောက်ဘုရားစီရီကအစုံ90ကျော်လောက်ရှိတယ်အဲ့ဒါရဲ့တိစောက်ပုံတွေထိန်းသိမ်းရေးတွေနဲ့ပြည်ပြင်ဓာတုပရိဆိုင်ပြည်ပြင်ထိန်းသိမ်းစီမံကိန်းတွေရဲ့ဒုတိယအဆင့်ကိုတဲ့ဒီနှစ်စက်တင်ဘာရှေ့လာမဲ့စက်တင်ဘာ1ရက်နေ့ကစပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်စက်တင်ဘာစမယ်လို့ပြောတယ်အဲ့တော့ ASI ဆိုတဲ့အဖွဲ့ဟာဗကန်ရှေးအောင်သုတေသနနဲ့ဒေသကလက်မှုပညာရှင်တွေပူးပေါင်းပြီးတော့သွားလုပ်မှာဖြစ်တယ်နယ်မြေစင်းကွင်းစင်းလေ့လာဖို့ဗျာနော်ကွင်းစင်းလေ့လာမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ပြောရင်တော့ဒီပျက်စီးခဲ့တဲ့ရှေးအောင်ဆောက်ဘုရားစီရီပြင်ဖို့ကိစ္စကိုအိန္ဒိယကူညီပေးတဲ့အတွက်ဘာပြောအိန္ဒိယကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ပြောရင်တော့ပထမအဆင့်ကို2024မှာဘုရားစီရီ17ဆူနဲ့ပြည်စည်းနိုင်ခဲ့ပြီးပြီနောက်ထပ်အခုစီရီဘုရားအဆောက်အုံ82ခုပေါ့နော်ဘုရားစီရီဆိုတော့90ကျော်နဲ့ဟိုက82ခုပေါ့နော်ပေါင်း82ခုပေါ့ဆိုတော့အဲ့ဒါကြီးလုပ်ပြီးမှာတော့သိကောင်းတဲ့ကိစ္စပဲနော်ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုဟိုကတော့ပကံပြန်လည်ထောင်ရေးကိစ္စရဲ့ပထမအဆင့်မှာငလျင်နဲ့မဆိုင်ဘူးဒါပေမဲ့အခုကငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုဖြစ်တာကိုသွားလောက်တာပေါ့နော်ဆိုတော့ငလျင်ကြောင့်နဲ့2016တုန်းကလည်းပြင်းအားရှိတဲ့ဟိုပြင်းအား 6.8 ရှိတဲ့ငလျင်ကြောင့်ဘယ်မှာဖျားစီဒီပေါင်း100ကျော်ပျက်စီးခဲ့ဘူးတယ်နော်ဒါကြောင့်မလို့ပြောရင်အဲ့ဒါတွေရဲ့နောက်ဆက်ပြည့်နေအိန္ဒိယလာလုပ်ပေးနေတယ်ပြောရင်တော့ကျွန်တော်ပကံရင်ချင်းမှုမွေးတဲ့ဒေသကိုတရုတ်ကလည်းလာကူပေးတယ်အိန္ဒိယလည်းလာကူပေးတယ်ကောင်းသောကူညီခြင်းတွေပဲလို့ကျွန်တော်မြင်တယ်ဒါပေမဲ့စိတ်ထဲမှာတစ်ခုပဲစိတ်ပူတာတစ်ခုရှိပါတယ်ကူညီတာကတော့ကူညီတာပဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့ရှေ့ရောက်အမွေအနှစ်တွေဘယ်လိုတိဆောက်သွားလဲဆိုတော့တိုက်တာတဲ့စနစ်တွေကိုလေ့လာပြီးတော့ research လုပ်သွားပြီးတော့တို့နိုင်ငံမှာဒါတွေ research လုပ်ပြီးတော့တော့ကြပုံတူတွေပြန်လုပ်ပြီးတော့တို့ကမူရင်းမှာကျွန်တော်ကမိတူကလုပ်နေတဲ့ဒုက္ခပဲပေါ့နော်ဒါပေမဲ့တို့ဆိုလည်းဒါတမိုင်းကတော့လိမ်လို့မရတော့ပါဘူးဗကန်တမိုင်းကလိမ်လို့မရပါဘူးဒီနိုင်ငံကဗကန်ကရှေးအောင်ဖျားတွေဘယ်လိုဆောက်တယ်လဲအုတ်တွေဒုတွေဝိုင်းဘယ်လိုဆောက်တယ်ဆိုတော့ဒီရှေးအောင်အမွေအနှစ်ကြီးတွေကိုတော့သူတို့လေ့လာမှုရသွားလိမ့်မယ်သူတို့ပြင်ပေးနေသူတို့ကလေ့လာမှုရသွားမယ်လေ့လာခွင့်ရသွားမယ်ပြီးတော့နီးစနစ်တွေသူတို့နားလည်သွားမယ်ဘယ်လိုလုပ်ခဲ့တယ်ဆိုတော့သိသွားမယ်မြန်မာတွေရဲ့ဟိုအရေးအသွေးကမနှိမ့်ဘူးဆိုတော့သူတို့လေ့လာပြီးသားတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဟိုကောင်းတဲ့ဘက်မှာအသုံးချကြမယ်ဆိုရင်တော့ဘာပြောအိန္ဒိယကောင်းနေဖြစ်နေကျွန်တော်တို့ကတော့ဝမ်းသာအားရကြိုးဆိုပါလိမ့်မယ်မကောင်းတဲ့ဘက်ကနေယူပြီးတော့လူတွေကြာသွားရင်တော့လေကျွန်တော်တို့မသိလို့အားလူခံလိုက်ရတယ်လို့ပဲမှတ်ပါမယ်ဆိုတော့ဘာပြောဒါလေးလေဟိုကုသိုလ်ပြစ်ကလေးဖြစ်နေဟိုကျေးဇူးတင်ကြောင်းလေးအိန္ဒိယအစိုးရနဲ့တရုတ်ကိုကျေးဇူးကြောင်းလေးပြောချင်တာပါဒါလေးတော့ပြောရင်းနဲ့ကျွန်တော်ဒီလောက်နဲ့ပြပြစီအားလုံးပဲကိုရသားသိရှိပါတိုက်ပြောစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုံလဝါ TV ပြောနေတဲ့လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ good night